နေ့ဘုန်းကြီးတို့တရားနာပရိသတ်များအတွက်ကိုဆုံးမခြင်းတရားတော်များကိုအပိုင်းလိုက်ဟောကြားလာခဲ့သည်မှာဒီနေ့အပိုင်း15ကိုဆက်လက်ပြီးတော့မျှဝေဟောကြားပေးမှာဖြစ်ပါတယ်ကိုဆုံးမခြင်းအပိုင်း15ကိုဆုံးမခြင်းဆိုတဲ့တရားတော်အတိုင်းပါပဲဒီတရားတော်များဟာဘုန်းကြီးကိုယ်တိုင်ကကိုပြန်ဆုံးမထားတဲ့တရားတွေပါပဲကိုဆုံးမတဲ့စာစုလေးတွေရေးထားတာဒီစာစုလေးရေးပြီးတော့ကိုအစင်မပြေတဲ့အခါတိုင်းကိုလိုအပ်တဲ့အခါတိုင်းကိုစာလေးတွေကိုပြန်ဖတ်ကိုနှလုံးသားတွေပြန်နူးညံ့ကိုရတဲ့တခြားသူတွေလည်းရပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီစာလေးတွေကိုဘုန်းကြီးတို့စာအုပ်ထုတ်ပြီးတော့မျှဝေတော့ပရိသတ်အများကတော်တော်များများလက်ခံတာများကြတယ်ဒါကြောင့်မလို့ဒီစာစုလေးတွေကိုတရားလေးတွေအဖြစ်ပြန်ပြီးတော့ပုံဖော်ဖို့အတွက်ဆိုပြီးတော့တရားများရိုက်လာတာဆိုရင်ဒီနေ့ဆိုရင်အပိုင်း15ကိုဆက်လက်ဟောကြားပေးမှာဖြစ်ပါတယ်ကိုဆုံးမခြင်းအပိုင်း15မှာရေးထားတဲ့စာစုလေးကဘာလဲဆိုတော့အမိုက်ရှုပ်ရင်ပတ်ဝန်းကျင်ရှုပ်တယ်စိတ်ရှုပ်ရင်ကိုယ်ပါရှုပ်တယ်စိတ်ရှင်းနေမှအနေရှင်းတယ်အမိုက်ဆိုတာရှင်းပေးရတယ်အမိုက်ပြတဲ့သူကိုမကြည့်ရဘူးအမိုက်ရှင်းတဲ့ကိုယ်စိတ်ထားကအဓိကပဲအမိုက်ပြတဲ့သူကိုလိုက်ကြည့်နေရင်ကိုယ်လည်းပင်ပန်းစိတ်လည်းနွမ်းစေတတ်တယ်အမိုက်ရှင်းတဲ့သူရဲ့စိတ်ထားရှင်းရင်အမိုက်ပြတဲ့သူဘယ်သူဆိုတာမလိုပါဘူးဒီလိုပါပဲကိုယ်စိတ်တွေရှုပ်စေတာကကိလေသာအမိုက်တွေကြောင့်ပဲလောဘကျူးလို့စိတ်တွေယူတယ်ဒေါသများလို့စိတ်တွေခါတယ်မောဟရှုပ်လို့စိတ်တွေပုတ်တယ်မာနခံလို့စိတ်တွေထန်တယ်စိတ်ရှုပ်စေတဲ့အမိုက်တွေကိုကိုယ်တဏ္ဍာမှာကြာမထားရဘူးစိတ်ကိုရှုပ်စေတဲ့ကိလေသာအမိုက်တွေကိုအတိတတိနဲ့ရှင်းပြရတယ်စိတ်အညစ်အကြေးကိုစိတ်နဲ့စီးပြရတယ်တတိရှိနေတဲ့စိတ်ဟာအမိုက်မရှိပဲတန်ရှင်းနေတဲ့စိတ်ပါပဲဒါကြောင့်အမိုက်ဆိုတာပတ်ဝန်းကျင်တဲ့စိတ်ကိုရှုပ်စေတတ်တဲ့အတွက်ရုပ်အမိုက်ကိုကာယအားနဲ့ရှင်းပါစိတ်အမိုက်ကိုတတိအားနဲ့ရှင်းပါအတိလဲရှိတတိလဲရှိရင်အမိုက်ဆိုတာရှင်းနေမှာပဲပေါ့ဒီစာစုလေးကဘုရားကိုဆုံးမခြင်းအပိုင်း15မှာရေးထားပေးတာပါပဲသိကောင်းတဲ့ဟာလေးတွေမြတ်စွာဘုရားကတော့ဇလေနဘဝတိပင်ကံဇလေနေဝဝိတုစတိစိတ်တေနဘဝတိပါပံစိတ်တေနေဝဝိတုစတိလို့မိန့်တော်မူတယ်ရေကြောင့်ဖြစ်တဲ့ရှင်ဟာရေနဲ့ဆေးမှပြောင်းတယ်လို့တဲ့စိတ်ကြောင့်ဖြစ်တဲ့အညစ်အကြေးဟာလည်းပဲစိတ်နဲ့ဆေးမှပဲပြောင်းတယ်ရှင်ဆိုတာရေကြောင့်ဖြစ်တာကြွေးချရကွယ်နွားချရကွယ်ထဲကိုရေလေး